အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မန္တလေးမြို့ရှိလှူစားကြပါမယ်ရှင်ပါဝင်ပစ္စည်းတွေကတော့ဝတ်သားဟင်းရည်အတွဲဝက်ရိုးကော်မုတ်ကောင်းညင်းမုတ်အီကြကွေးတွေဂျုံမုတ်ရှာကောပါကောမုတ်၅မျိုးဆက်ဟင်းခတ်မွေးကြိုင်ကြက်သွန်ဖြူတရုတ်နည်းနည်းပဲပင်ပါပဲငပီခယူစီငရုတ်တီစီနဲ့မုံဖတ်တို့ပဲဖြစ်ပါတယ်ရှင်ဒါကတော့ကိုယ်တိုင်ကြော်ထားတဲ့အီကြကွေးလေးပါရှင်ကြက်သွန်ဖြူလေးကိုပပလိထားပါမယ်ရှင်တရုတ်နန်းနန်းကိုလည်းပပလိထားပါမယ်ရှင်ဒါကတော့ပထမဦးဆုံးပဲပင်ပေါက်တွေကိုစပြုတ်ပါပြီရှင်ဝက်သားကိုခယူးစီနဲ့နှက်ထားပါပြီရှင်ဒါကတော့ပြုတ်ထားတဲ့ဝက်သားရဲ့အိမ်မှာကြော်ထားတဲ့အီကြကွေးဝယ်ရိုးဟင်းရည်ကြက်သွန်ဖြူစီချက်ငရုတ်သီးစီချက်အီကြကွေးကိုနှစ်ပြန်ကြော်ထားတာကော်ရည်လိုပဲဖြစ်ပါတယ်ရှင်ဒါကတော့တရုတ်နန်းနန်းကိုကြက်သွန်ဖြူနဲ့ရေဆက်ထားပါတယ်ရှင်ပြုတ်ထားတဲ့ပဲပင်ပေါင်လေးဖြစ်ပါတယ်ရှင်မုံဖက်ရည်နဲ့ဆိုလို့ရှိရင်မြည်ရှည်ပြင်လို့ရပါပြီရှင်မုံဖက်ပြုတ်ပြီးထည့်ပါမယ်ရှင်ပဲပင်ပေါင်ကော်ရည်ကြက်သွန်ဖြူစီချက်တရုတ်နန်းနန်းအီကြကွေးအကျွတ်ကြောအပြောကြောငရုတ်သီးစီချက်အသားကိုကြိုက်နေတဲ့ရာစားအချုံမုံပဲငပီထည့်ထားပါမယ်ရှင်ဒါဆိုရင်တော့မြည်ရှည်ကောင်းကောင်းတပွဲရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်